ဒါတနာယူငွေအများကြီးရလို့တင်တန်းတက်ပြီးတော့ coach လုပ်နေကြတာများရဲဆိုတော့ဒီ comment လေးပေါ့နော်ဆိုတော့အဲ့ဒါလေးတွေ့တော့ line ဒီစာလေးကိုလည်းသွားတတိရတယ်အဲ့တော့အလုပ်တစ်ခုကိုပေါ့နော်ဒီမိနစ်30လုံးနိုင်တယ်ဆိုတာဒီလိုလုံးနိုင်ဖို့အတွက်သူ10နှစ်လောက်ဒါလေးလာခဲ့ရတယ်အဲ့လိုဆိုတော့ line တို့ကဒီမိနစ်ကိုပဲသူစီကနေ line တော့ဝယ်တာမဟုတ်ပဲနဲ့သူ့ရဲ့ဒီနှစ်ပေါင်းများစွာသူလေးလာခဲ့တဲ့အတွေ့အကြုံ line တို့ကဝယ်တာနဲ့တူတူပဲပေါ့နော်ဆိုတော့ဒီသဘောတရားအတိုင်းပဲပေါ့ဘာလို့လဲဆိုတော့ line တို့ကဒီတစ်ခါတလေကြောက်ရှင်ချင်းတက်တယ်ကိုကသူ့စီကနေပြီးတော့မှဒီအချိန်လေး2နာရီလောက်လေးတူတူဆွေးနွေးဖို့အတွက်3နာရီလောက်လေးတူတူဆွေးနွေးဖို့အတွက်နိုင်တော့မှဒီ values ပေါ့နော်တခုအနေနဲ့နိုင်တော့ exchange လုပ်ရပါကိုအနေနဲ့ငွေကြေးပေးရတယ်သူ့အနေနဲ့ဒီအကြံဉာဏ်ပြန်ပေးတယ်ကိုယ့်ရဲ့ပြဿနာကိုဖြေရှင်းပေးတယ်ဆိုတော့ဒါကလည်းကတဘာဝပဲပေါ့နော်နိုင်ဆိုလို့ရှိရင်လည်းအရင်တော့ထင်တတ်တယ်okay 1နာရီ2နာရီလောက်ကိုပေါ့နော်ဘာလို့ဒီလို values တခုအနေနဲ့ကတော့ချိန်ရရလဲဆိုတော့ဒီလို1နာရီ2နာရီလောက်ကိုပဲဒီလောက်မပေးရတာလည်းရှိတယ်ဒါပေမဲ့နိုင်တော့ကြတော့ဒီလူနဲ့ပဲနိုင်တို့ကဆွေးနွေးနေတယ်ဒီလူနဲ့ပဲနိုင်တို့ရဲ့ဒီပြဿနာတွေဖြေရှင်းနိုင်မယ်ဆိုတော့ဒါကိုယ့်စီမှာဒီလိုမျိုးဆန္ဒတစ်ခုရှိမယ်အဲ့ဒီအတွက်ကြောင့်ပဲနိုင်တို့ကဒီလူတယောက်စီကနေပြီးတော့မှအချိန်နဲ့နိုင်တို့ငွေနဲ့လဲတာမျိုးရှိရပေါ့နော်ပုံမှန်နေမြင်တဲ့အချိန်မှာနိုင်ဒီစာလေးတွေတွားတတိထားမိရဲ့နောက်တစ်ခုကကြတော့နိုင်တို့ပေါ့နော်ကိုကပဲအသက်ပညာပဲဖြစ်ဖြစ်ပဲသိပညာပဲဖြစ်ဖြစ်ပေါ့နော်နိုင်တို့တင်တန်းမတက်ဘူးဆိုလို့ရှိရင်လည်းနိုင်တို့တေးချက်ချအခြေခံအစားနိုင်တို့မသိတာမျိုးတွေလည်းဖြစ်တတ်တယ်တချို့နေရာကြတော့လည်းမလိုအပ်ဘူးပေါ့နော်တချို့ကြတော့လည်းသူတို့ဘယ်လိုလုပ်မှမသိရတဲ့သူတွေအတွက်ကကြတော့နိုင်တို့တင်တန်းနေလိုအပ်တယ်ဥမာအားဖြင့်လိုက်လို့ gym coach လုပ်တော့မယ်ဒီကိုကဒီ nutrient coach လုပ်တော့မယ်ဒါဆိုလို့ရှိရင်လည်းလိုက်တော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့သင်တန်းတွေလိုက်လို့တက်ရတာပဲပြီးရင်အဲ့ဒီနဲ့သက်ဆိုင်ရာကိုကဝါသနာပါတယ်သူများကိုအနည်းပြပေးချင်တာဆိုရင်လိုက်တော့ coach ဆိုတဲ့လမ်းကြောင်းရွေးတယ်တခါတလေကျရင်လည်း training ဆိုပြီးတော့မှကိုကဒီသူ့ကို train ပေးရပါဘောเนาะဒီလိုမျိုးကိုလည်းလိုက်တော့ career လမ်းကြောင်းရွေးလို့ရတယ်နောက်တစ်ခုဆိုရင်လည်းလိုက်တော့ consultant ဆိုလိုမျိုးတွေလည်းရှိရပါဘောဆိုတော့ coach တစ်ခုတည်းကပဲဒီလိုသင်တန်းတက်ပြီးတော့ငွေအများကြီးရပြီးတော့မှဒီလိုမျိုးလုပ်တယ်ဆိုတာလေးမြင်တဲ့အချိန်မှာပေါ့နော် line နဲ့အတွေ့အများကြီးရပါတယ်ပြီးတော့အခြား career တွေလိုက်လေ့လာကြည့်တဲ့အခါကျတော့ဒီ coach တစ်ခုတည်းမဟုတ်ဘဲနဲ့ဘယ် career မဆိုအဲ့တို့ကတခုခုသိချင်တက်ချင်ပြီးကိုပြန်အသုံးချတော့မယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီလိုမျိုးတခုက professional အနေနဲ့ပြန်လဲသုံးချဖို့အတွက်ဆိုရင်အဲ့တို့ဒီပြန်ပြီးတော့မှတင်တန်းတွေတက်ပြီးတော့မှလေ့လာရတာတွေရှိတယ်ဆိုတာလဲလှိုင်သွားပြီးတော့တတိထားမိတယ်ဒီအကြောင်းအရာလေးကတော့လှိုင်ရဲ့အမြင်လေးနဲ့ဒီစာလေးကိုသွားပြီးတတိရလို့မျှဝေပေးတာပါဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူကရောကိုက coach တစ်ယောက်ဖြစ်တယ်ဆိုလို့ရှိရင်ရောကိုကဘယ်လိုမျိုးရွေးချယ်မှုတွေနဲ့ coaching career ကိုရွေးချယ်ခဲ့လဲလှိုင်ကို comment လေးမှာမျှဝေပေးခဲ့ပါဦး